Steel and Empire Part 4 The Sky Invaders Part 4မှာတော့အောက်ခြေစစ်ပွဲကနေကောင်းကင်ယံစစ်ပွဲဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီးမဟာမိတ်တစ်တွေရဲ့အခန်းကဏ္ဍကအဓိကကျလာပါမယ်။နေဝင်ရိုးဤအချင်းအငင်းရောင်ပကြီးကြီးမြို့ရိုးပေါ်မှာအောင်ပွဲခံနေတော့ကောင်းကင်ကရုတ်တရက်မှောင်ကျသွားသည်။တိမ်တွေမဟုတ်ဘဲတန်းပေါင်းများစွာသောပြူရစိတ်ပြန်စစ်တပ်ကြီးကနေမင်းကိုဖုံးလွှဲလိုက်ခြင်းဖြစ်သည်။အတောင်ပန်ခတ်တိုင်တဝီဝီမှာမြင်းကလေးလုတ်တလို့တုံခါနေသည်အောင်ပွဲရဲ့ပျော်ရွှင်မှုကစက္ကန့်ပဲခံခဲ့တယ်။ကောင်းကင်ယံကနေမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တွေကကဘာကြီးကိုအမှောင်ချလိုက်ပြီးပြူရစစ်ပြန်ရရဲ့မြေလုံးကနေအစင်းရောင်လျက်စီးတန်းတွေမြေပြင်ပေါ်ကိုကျဆင်းလာသည်။အမြဲရောင်အင်ပါယာရဲ့ကြန့်ရှိနေတဲ့တင်ကားတွေဟာအစင်းရောင်မီးတောင်တွေကြားမှာတန်ရီကြီးတွေအဖြစ်အရေးပြောကုန်သည်စစ်တီရဲများဟိုဟိုဒီဒီပြေးလွှားနေတော့လေကောင်းကင်ကနေတိကျစွာပိတ်ခတ်နေသောရန်သူကိုမရှင်နိုင်ချင်နေသည်ဘရင်ကြီးကသူ့လက်ထဲကရွှေရောင်လင်းချောက်ကိုမြှောက်လိုက်သည်ရွှေရောင်စွမ်းအားရီမျိုးပေါ်မှာအကအကွယ်အဖြစ်ဖြန့်ကျက်သွားပြီးအစိမ်းရောင်လေးစားတွေကိုတားဆီးချသည်ဒါပါရီလေဒီစွမ်းအားမျိုးငါတခါမှမမြင်ဘူးအကအကွယ်ကိုမြဲမြဲကိုလိုက်ကြပြူရစိတ်ဖြန်တွေကြားကိုင်းနေရေရောင်အစင်းရောင်ပရီများဆင်းလာသည်သူမရဲ့ကိုယ်ထဲကမှန်သားလိုပြောင်လက်နေပြီးအတောင်ပန်းတွေကလျက်စစ်တန်းတွေလိုတောက်ပနေသည်မင်းတို့ရဲ့အောက်ခြေတိုက်ပွဲတွေကပြီးသွားပြီအခုကစားပြီးဒီကဘာရဲ့အရှင်သခင်ကငါတို့ပဲပျက်စီးနေတဲ့အနီရောင်နန်းတော်ရဲ့မြေအောက်ခန်းထဲကနေအနီရောင်ပူချူကြီးနဲ့သူ့ရဲ့အထူးကိုရံတော်တပ်ဖွဲ့ထွက်လာသည်အနီရောင်ဘိုးချိုကဝရင်ကြီးကိုအချက်ပြပြီးသူတို့ရဲ့ဟွတ်ဖုံးထားတဲ့ကောင်းကင်ပြည်အမြောက်ကြီးစီကိုခေါ်သွားသည်ငါတို့တိုက်ပွဲကနောက်မှဆက်ဆက်မယ်အခုတော့ဒီကောင်တွေကိုအတူတူရှင်းမရမယ် They approach from the northeast. We must hold this line. The cannon is ready. We will tear through their fleet. အမြဲရောင်အင်ပါယာရဲ့အဖျားရောင်လျှက်စစ်နီးပညာနဲ့အနီရောင်အင်ပါယာရဲ့မီးစွမ်းအားကိုပေါင်းစပ်လိုက်သည်ဇက်ယုတ်ပြူရစီတီရဲ့ကြောပေါ်မှာအနီရောင်ဒုံးပြန်အင်ဂျင်တွေတက်ဆင်ပြီးကောင်းကင်ပြန်စစ်တီရဲ့တော်များအခြေအရေးပေါ်ပြင်ဆင်ကြသည်အနီရောင်နဲ့အနီရောင်ပေါင်းဆက်ထားတဲ့ jetpack စစ်တပ်ကြီးကောင်းကင်ကိုပြန်တက်သွားသည်အစိမ်းရောင်ပြူရစိတ်ပြန်တွေနဲ့လေထဲမှာအပြင်းထန်တိုက်ခိုက်ကြသည်တတူချင်းပုတ်တိုက်ဆန်ပေါက်ကွေးဆန်စက်အင်ဂျင်ဆန်တွေကောင်းကင်တစ်ခုလုံးစုညံနေသည်ဘရင်ကြီးကလေထဲမှာပြန်သွားရင်ဘရင်များရဲ့ရင်ဘက်မှာဖွင့်ဟားနေတဲ့စွမ်းအားပြူအချက်ကိုတတိပြူသွားသည်သူကသူ့ရဲ့ရွှေရောင်လင်းချောက်တနေ့ရဲ့ပုတ်စည်းကိုအားကုန်လွဲပြီးဘရင်များစီကိုတိုးဝင်သွားသည်ဘရင်များကအစိမ်းရောင်အစိမ့်ငွေ့တို့မှုတ်ထုတ်လိုက်ရာဘရင်ကြီးရဲ့ jetpack ပျက်စီးပြီးမြေပြင်ကိုအရှိန်နဲ့ပြုတ်ကျလာသည်မြေပြင်မရောက်ခင်မှာပဲအနီရောင်ဘိုးကျူကြီးကသူ့ရဲ့ဇက်ရုံငှက်နဲ့ဘရင်ကြီးကိုလေထဲမှာဖမ်းယူခဲ့တင်လိုက်သည်ရန်သူဟောင်းဒီဟာအခုတော့အသက်တခင်မဟာမိတ်တွေဖြစ်သွားပါပြီတိုက်ပွဲတွေခေသားရပ်စာစဉ်တိမ်တွိုက်တွေကြားကနေရေရောင်ပျော်တန်းနေတဲ့ကြောက်တော်မြို့တော်ကြီးပေါ်ထွက်လာသည်ထိုမြို့တော်ကြီးပေါ်မှာအစင်းရောင်မျက်လုံးထောင်ပေါင်းများစွာကသူတို့ကိုစိုက်ကြည့်နေကြသည်ဒါဟာအစပဲရှိသေးတယ်ကဘာကြီးရဲ့ကံကြမ္မာကကောင်းကင်ထက်မှာပဲဆုံးဖြတ်ရတော့မယ် Part 5 The Kingdom in the Clouds coming soon